မနက်စာဘူဖေကိုငွေကျပ်1000ခွဲတဲ့နဲ့မြို့ထဲမှာပဲနီးနီးနန်းနာမနက်စာစားချင်သူတွေအတွက် Give Vlog လေးကိုစုံအောင်ကြည့်ပေးကြပါဦးနော် Hotel Grand United ထဲမှာပဲဖြစ်ပါတယ်ဒါကတော့ Hotel Reception လေးပါပြီးွားရင်သူကနှက်လွှာမှာဘူဖေကျွေးရဖြစ်ပါတယ်ကီဆိုရင်တခုတည်းအဝမစားခြင်းပဲနဲ့အဲ့လိုမျိုးဟိုနေ့နဲ့ဒီနေ့နဲ့အစုံစားရတာကြိုက်တဲ့သူမျိုးဆိုရင်ဘူဖေဆိုင်နေဆိုရင်ပို့ပြီးအဆင်ပြေတယ်လို့နော်အရင်စုံနေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူ့ဈေးလေးနဲ့သူဆိုရင်တော့တန်တယ်လို့ကြည့်ထင်တယ် juice တွေရှိရယ် coffee တွေ tea တွေရှိရယ်ဒါလေးကဗမာပဲပြုတ်ထမင်းကြော်ပေါ့နော်ပြီးရင်ကျုပ် half fry လေးပါမယ်ခောက်ဆွဲကြော်ပါမယ်ပြီးတော့ငါးတက်မယာပေါင်းပါမယ်ကြက်သားပလာတာပါမယ်ကြက်သားနဲ့ပလာတာမှုေးနေရမယ်ပြီးတော့အသီးရွက်စုံကြော်လေးပါမယ်အာလူခင်ပါမယ်ဒါကတော့မြန်မာမုတ်ကြိုက်တဲ့သူတွေအတွက်ကောင်းချင်းငချိတ်လေးပါမယ်နှမ်းတောင်းလေးနဲ့ပြီးတော့နိုစင်းခောက်ဆွဲလေးပါမယ်နိုစင်းခောက်ဆွဲကလည်းကေအကြိုက်ဘူးတိကြော်ပါတယ်ပဲကြော်လေးလည်းပါတယ်နိုစင်းအရည်လေးကလည်းမပြည့်မကျဲလေးကောင်းတယ်ဒါ S station counter လေးပါဘေးနားမှာ soup လည်းမှာလို့ရတယ် breakfast time ကလေ6ခွဲကနေပြီးတော့9ခွဲလား10လားမသိဘူးကိစားကြည့်လိုက်တော့အရသာတော်တော်များများတော့ကောင်းတယ်အဲ့ခောက်ဆွဲကြော်ကြီးမကောင်းဘူးပြီးတော့စက်သားပလာတာတော်တော်ကောင်းတယ်ဟိုက sausage လည်းကောင်းတယ်သိလားဘေကွန်ကတော့ကိုလာတဲ့အချိန်မှာပျောက်သွားတာပဲပြီးတော့နိုစင်းခောက်ဆွဲလေးလည်းလေတော်တော်ကောင်းတယ် soup လည်းအရန်ကောင်းတယ် location လေးကမင်းရဲ့ကြော်စွာလန်ဗဟိုအမျိုးသမီးစေးရုံရှိမှရှိရယ် Hotel Grand United မှာပါရတာလေးလည်းကောင်းတယ်ဈေးလေးလည်းမစိုးလို့ sharing လုပ်ပေးတာပါအားလုံးပဲ bye bye